ဒီကောင်ကိုမမိသေးလားမသိဘူးနော်ဘေးရကောင်ကျွန်တော်တို့တော်လိုင်းသမားတွေစိတ်ခေါ်ထားတဲ့ကောင်နော်ခုငါတို့မြို့ပေါ်တက်လာပြီဘယ်လိုနေလဲလို့ပြန်မေးကြည့်တယ်မင်းဘယ်မှာသွားပေါင်းနေလဲကိုနော်မင်းပေးထားတဲ့ချစ်လေးတွေမင်းပေးထားတဲ့နေရာလေးကိုငါတို့ဒုံနဲ့လှုပ်ပေးလိုက်ပြီဘယ်လိုနေသေးလဲနော်မင်းအိဒါမှငါတို့လှုပ်လို့ရသေးတယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုဖိုင်နဲ့ပြောပြလိုက်မယ်နော်မင်းအိဒါမှလှုပ်လို့ရသေးတယ်ဒါပေမဲ့ငါတို့တွေကအမားနဲ့မောင်ခွဲခြားတတ်တယ်မဆိုင်တဲ့ပြည်သူလူထုတွေဒုက္ခရမှာဆိုတော့ငါတို့လည်းမလောက်တာပဲရှိတယ်ကြောက်လို့မဟုတ်ဘူးနော်ငါတို့လည်းကြောက်လို့မဟုတ်ဘူးမဆိုင်တဲ့ပြည်သူလူထုတွေဒုက္ခရမှာဆိုလို့မလောက်တာပဲရှိတယ်နောက်တစ်ခုကမင်းအမေတွေမင်းအဲ့လုံးရင်မင်းအမေတွေထီးမှာဆိုလို့မလောက်တာပဲရှိတယ်မင်းကတော့ online ပေါ်မှာတေးပြီးတော့ငါတို့တွေစိတ်ခေါ်လိုက်တာပဲရှိတယ်နော်အဲ့တော့ငါတို့သွားလောက်တဲ့ခါကျရင်မင်းအမေတွေမင်းအမေဘေးမှာနေနေတဲ့ပြည်သူလူထုတွေတချို့လူတွေဒုက္ခရမှာဆိုငါတို့မလောက်တာပဲရှိတယ်အဲ့တော့ငါတို့အခုလောက်လိုက်ပြီးဘယ်လိုနေလဲနော်လေရင်ခွဲနော်ဘိန်းမျိုးလေရင်ခွဲဌာနဆိုင်ရာယုံတရားတက်တရင်လောက်လိုက်ပြီခုဘယ်လိုနေလဲအဲ့တော့မနေ့ကဟိုဒီဒုံလောက်ပဲနေခဲ့တာနေပြီးတော့ဘိန်းမျိုးပေါ်မှာရှေ့ခန့်နေတယ်စီတအားကျန်းနေတယ်ဆိုပြီးတော့ကျွန်တော်ပြည်သူတွေကလည်းလမ်းပြောပြတယ်အဲ့ဒါကိုကျွန်တော်တင်ပေးလိုက်တာကိုဒီအားမှာဗီဒီယိုဖိုင်အားမှာလာမှန်းထားတယ်ဘိန်းမျိုးအခွေးတွေအများကြီးလာမှန်းတယ်လာဆဲဆိုနေကြတယ်မင်းကဆယ်လီဖြစ်ချင်လို့ဒီလိုမျိုးမဟုတ်တဲ့စကားတွေလိုက်ပေါ်မှာတက်ပြောနေလားဆိုလာပြောတယ်နော်အဲ့တော့ဟိုငါတို့လည်းတော်လိုင်းလောက်တာဆယ်လီဖြစ်ချင်လို့တော်လိုင်းဝင်လောက်ကားတဲ့ဝင်လာတဲ့သူတွေမဟုတ်အမှန်တရားအတွက်ဝင်လာတာဖြစ်တယ်မဆိုင်တဲ့ပြူတွေဒုက္ခမဖြစ်အောင်ငါတို့လည်းကြားလို့ပြောပြတာပဲရှိတယ်နော်အဲ့ဒီချာနိုင်နောက်ပိုင်းပြေမထွဲနဲ့ဆိုပြီးတော့ကားနဲ့လိုက် on နေတယ်ဆိုပြီးတော့ပြောတဲ့သူလည်းရှိတယ်အဲ့တော့ဟိုပြင်းမိတ်ပေးထားတာတော့ပေးထားကျွန်တော်မသိဒါပေမဲ့တားထထွက်လာတဲ့စကားလေးဘယ်လိုသိမှာမဟုတ်ဘူးပြင်လောကမှာနေတဲ့သူတွေကတားထမှာဘာတွေဖြစ်နေဆိုဘယ်သူမှသိမှာမဟုတ်အဲ့တော့သူတို့ပြည့်ချင်လည်းပြည့်မပြည့်ချင်လည်းမပြည့်ဘူးဒါသူတို့ရဲ့စိတ်ကျွန်တော်ဝေခွဲလည်းမတောက်ဘူးကျွန်တော်ဝေဖမ်းမတောက်ဘူးဒါပေမဲ့သူတို့ရဲ့ထဲကနေပြီးတော့ဒီစကားတန်ကထွဲလာလို့ပြန်ပြီးတော့ကျွန်တော်ပြည်သူလူထုပြန်မျှဝေပေးတာပဲဖြစ်တယ်နော်ဒါလေးတွေပြောပြတာတိုင်းထဲမှာဘာတွေဖြစ်နေလဲဆိုဘယ်သူမှမသိဘူးဘာဖြစ်လို့ဆိုတော့ဒီခုလက်ရှိဘိန်းမျိုးမှာဖြစ်သွားပြီထားလိုက်အောင်ဒီမျိုးမှာဖြစ်သွားတာကိုငါတို့ဒီနေမြေအုပ်ချုပ်ထားတဲ့နေမြေထဲမှာဒီလိုမျိုးပောက်ကွဲမှုတွေဖြစ်ရမလားဒီလိုမျိုးဟိုချားခါဒီမှာလားဒီလိုမျိုးတိုက်ခိုက်ခံရမှာလားဆိုပြီးတော့ဟိုသူတို့ထားခံနေတဲ့ဘောမားတွေတိုက်ပြီးတာရှိတယ်လေအဲ့ဒီစကားကိုပတ်ကြွားသွားမှဆိုရင်သူတို့ဘောမားတွေစိတ်ဓာတ်ကြမှာဆိုလို့သူတို့ရဲ့တတ်ထက်စကားတွေထုံမပြောတာပဲရှိတယ်အဲ့ဒီမှာချားလိုက်တဲ့အချိန်မှာခွေးတွေလည်းအကောင်ကြီးတွေလည်းပါသွားတယ်လို့ထိခိုက်တန်ရသွားတယ်လို့ကျွန်တော်သိရတယ်အဲ့ဒါလေးတွေကိုပြောပြတာဖြစ်တယ်ကျွန်တော်တို့ဘိန်းမျိုးပေါ်မှာရှိနေညီကိုမောင်နှမတွေပြည်သူလူထုတွေလည်းအားလုံးကျွန်တော်တို့အမှန်တရားဘက်မှာရပ်တည်ပေးနေတဲ့ပြည်သူလူထုအားလုံးကိုလည်းဘေးကင်းရကင်းပါစေကိုတို့မဆိုင်တဲ့နေရာဒေသကိုလည်းမသွားမနဲ့မိမိတို့လုံခြုံတဲ့နေရာမှာပဲနေထိုင်သွားလာပါလို့ကျွန်တော်တို့ဒီနေ့မှာကြားလိုက်ဖြစ်တယ်ဒါတွေကိုကျွန်တော်ပြည်သူလူထုတွေသိရအောင်နောက်တစ်ခုကကျွန်တော်တို့စိတ်ခေါ်ထားတဲ့ဒီကောင်သိအောင်လည်းကျွန်တော်ပြန်တော့ပြပြတာဖြစ်တယ်ဗီဒီယိုမှတ်တမ်းလေးကလေးလေးကကျတော့ live ပေါ်မှာမတင်ပါနဲ့ကိုပေကြီးဒီတိုင်းလေးပဲပြောပြလိုက်ပါဆိုပြီးတော့ကျွန်တော်ပြောခိုင်းလို့ဒီလိုမျိုးတက်လာပြောပေးတာဖြစ်တယ်အားလုံးစစ်ပြေကြရဲ့လားစိတ်ခေါ်မှုတွေကြောင့်เนาะဒါမျိုးစိတ်ခေါ်တဲ့ကျွန်တော်တို့တွေကပြည်သူလူထုတွေဒုက္ခမရအောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီတိုင်းနေနေတာဖြစ်တယ်ငါတို့တော်နိုင်တမားတွေလာမစိတ်ခေါ်နဲ့တေရဲရင်တိုက်ဖို့စိတ်ပဲလေစိတ်ခေါ်ရင်တိုက်ဖို့အထိတဲတဲ့အမေသားလေးပါကွာเนาะဒါလေးတွေပြောပြတယ်